အမားတွေလုံးမလို့မဆုံးရှုံးမှုအမားကနေမတင်ကြမှာဆုံးရှုံးတာပါဒီနေ့ကတော့93ချက်လေးကင်မရာကိုကြောက်တဲ့ day ဆက်လေးကိုရောက်ပါတယ်ဒီနေ့လေးကင်မရာရှိမှာကိုရုပ်ပို့ပြီးတော့ယုံကြည်လာအောင်လေ့ကျင့်နေပါတယ်အစားပိုင်းမှာဗီဒီယိုတစ်ပုတ်ရိုက်ပေါ်တာအချိန်ချင်းပြန်ရိုက်ခဲ့ရတယ်စကားတွေလည်းမချောဘူး expression လည်းမကောင်းကင်မရာလည်းကြည့်ရတာတော့ရှက်နေခဲ့ပါတယ်တခါတလေငါတကယ်ကိုလုံနိုင်ပါမလားလို့ကိုတော့မိတ်မိပါတယ်ဒါပေမဲ့တကယ်ကိုနားလဲလာခဲ့တဲ့အရာတော့ဒီအမားတွေကငါ့ကိုရက်တန့်လာဖို့မဟုတ်ပါပိုကောင်းတဲ့ငါတယောက်ဖြစ်ဖို့လာဖို့သင်မေးနေရပါလူများစွာအမားကိုရှုံးနေမှုလို့ထင်ကြတယ်။ဒါကြောင့်စမလုပ်ခင်ကလေးကကြောက်ပြီးရလိုက်ကြတာပါ။တကယ်တိုးတက်ချင်ရင်အမားတွေကိုလက်ခံပါ။အမားတစ်ခုချင်းစီကနေပြီးတော့သင်ယူပြီးနောက်တစ်ချိန်မှာပိုကောင်းအောင်ပြန်ပြီးတော့ကြိုးစားပါ။ဘာလို့လဲဆိုတော့အောင်မြင်တဲ့သူတွေကအမားမလုပ်တဲ့သူတွေမဟုတ်ပါ။အမားတွေကြားရကနေမြက်ပဲဆက်လက်ပြီးတော့လေးလာနေတဲ့သူတွေပါ။ဒီ93 challenge က perfect ဖြစ်ဖို့မဟုတ်ပါဘူး။ကင်မရာကိုကြောက်တဲ့သူကိုယ့်ကိုယုံကြည်တဲ့သူဖြစ်လာဖို့လေ့ကျင့်နေရပါ။နေရအနေနဲ့ဖြစ်ဖြစ်မနေရတဲ့ 1% ပိုကောင်းလာဖို့ကကြိုးစားနေပါတယ်။တကယ်ချင်းမင်းအောင်အခုချုပ်နေတဲ့အခက်အခဲတွေကနေဘာသင်္ကန်းသားတွေရနေပြီလဲ။